အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာပြောပြပေးသွားမှာတော့စီးကျူယောဂရှိသူတွေရှောက်လန်းရမယ်ခရီးချမ်းပေါ့နော်စီးကျူယောဂရှိတဲ့သူတွေဟာဆိုလို့ရှိရင်ဘယ်လိုခရီးတွေကိုရှောက်လန်းရမလဲယောဂတိစားကနေပြီးတော့မှနော်ယောဂကိုစတင်ပြီးတော့မှသိတဲ့အချိန်ကနေပြီးတော့မှယောဂကိုအမြင့်ပြတ်အနိုင်ယူနိုင်တဲ့အချိန်ထိပေါ့နော်ဘယ်လိုတွေရှောက်လန်းရမလဲဘယ်လိုတွေဆေးတွေတောက်ရမလဲသွေးတွေဘယ်လိုဆေးရမလဲဘယ်လိုစားတောက်နေထိုင်ရမလဲစသဖြင့်ပေါ့နော်ဒါတွေကိုဆရာကအသေးစိတ်ပြပြပေးသွားမှာပဲဖြစ်ပါတယ်နော်ဆရာလူနာတွေအများစုပါဆိုရင်တော့အခုဆရာပြပြပေးတဲ့နည်းလမ်းတွေကိုကျင့်သုံးခြင်းအပြင်စီတိုယောဂအမြင့်ပြည့်နော်အနိုင်ယူတဲ့သူတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်မလို့ဒီနည်းလမ်းတွေကိုဆရာအသေးစိတ်ပြပြပေးသွားမှာပဲဖြစ်ပါတယ်နော်အဲဒီနည်းလမ်းတွေကိုဆရာအပိုင်း1အပိုင်း2အပိုင်း3စသဖြင့်နော်အပိုင်းတွေခွဲပြီးတော့မှပြပြပေးသွားပါမယ်နော်ဒီဟာတွေကိုနားထောင်မယ်ဆိုလို့ရှိရင်တရားတွေကိုဒေတာမှတ်သားထားမယ်ဆိုရင်မိမိတို့စီတိုယောဂရှိသူတွေအတွက်အကျိုးကျေးဇူးအများကြီးရှိမှာအမှန်အကန်သိတော့ဆရာအာမခံပါတယ်နော်အဲဒီတော့ဒီနေ့ဆရာတို့စပြီးပြောပြပေးမယ်အပိုင်း1ပေါ့နော်အပိုင်း1မှာဆိုလို့ရှိရင်တော့စီဂျိုယောဂစတင်သိရှိခြင်းနဲ့လက်ခံခြင်းပေါ့နော်အဲဒီအစစ်မှာဆိုလို့ရှိရင်စီဂျိုယောဂဒီအစစ်တစ်ခုလုံးမှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပါအခက်အခဲဆုံးနဲ့အရေးကြီးဆုံးချက်ပဲဖြစ်တယ်လူအများစုကဆိုလို့ရှိရင်မိမိမှာစီဂျိုယောဂရှိနေပြီလို့သိလိုက်ရတဲ့အချိန်မှာထိတ်လန့်သွားတယ်နော်ငါမှာယောဂမရှိဘူးငါမှာမျိုးလည်းမရှိဘူးစသဖြင့်ပေါ့နော်ငင်းဆန်ကြတယ်နောက်တစ်ခုတော့စိတ်ပြတ်သွားတယ်ပေါ့နော်ငါမှာဒီယောဂရှိနေပြီလားဒီကဘာမဲ့ယောဂကြီးစသဖြင့်စိတ်ပြတ်သွားတယ်နောက်တစ်ခုကတော့စိုးရိမ်တောကကြီးများလာမယ်ပေါ့ငါဘယ်လိုလုပ်ရမလဲအစားတောက်တွေလည်းစင်မြင်ရတော့မယ်ဒီတိုင်းလည်းစင်မြင်ရတော့မယ်ဒုက္ခပါပဲငါစားတင်နိုင်စားလို့မရတော့ဘူးပေါ့နော်တောက်ချင်တယ်တောက်လို့မရအောင်စသဖြင့်ပေါ့နော်ဆိုရင်ဒုက္ခတွေရောက်မယ်နော်ဒီဟာတွေကိုခံစားရတာဆိုရင်ပုံမှန်ပဲဖြစ်ပါတယ်နော်အဲလိုမျိုးစိတ်လှုပ်ရှားမှုတွေလွန်ကဲနေလို့ရှိရင်တော့ယောဂကိုမှန်ကွယ်စွာမကင်တွယ်နိုင်တော့ဘူးပေါ့နော်မဖြေရှင်းနိုင်တော့ဘူးဒါကြောင့်မလို့ဒီအဆင့်ကိုလည်းစနစ်တကျတက်တန်းဖို့အရေးကြီးပါတယ်နော်အဲ့ဒါဆိုရင်ဒီအခြေအနေကိုလက်ခံရပါမယ်စိတ်ခံစားချက်ကိုအတင်းမပိတ်ပင်ပါနဲ့ငါဘာလို့ဖြစ်ရတာလဲနော်အဲ့မှာအမှလည်းအထူးအများကြီးစားလို့ပါဘူးနော်စသဖြင့်ဝမ်းနေတာဒေါသထွက်တာတွေကဆိုလို့ရှိရင်ဘာဝကြပါတယ်ဒီစိတ်ကိုအတင်းမမျိုးသိပ်ပါနဲ့ခိတ္တခဏခံစားလိုက်ဟောတကယ်ကြီးနေပြီဖြစ်ပေါင်းနေဘာလို့ဆွေးနွေးတွေကိုပေါက်ဝဲပလိုက်နော်ပေါက်ဝဲပြီးလို့ရှိရင်နော်လက်တွေပွားစီပြန်လာတော့စီတိုကဖြစ်တာဖြစ်နေပြီဖြစ်ပြီးသားကြီးမဖြစ်ဘူးဆိုပြီးညင်းနေလို့လည်းမရဘူးခံစားနေလို့လည်းမရဘူးအဲအဲ့ကြတော့ပြောလိုက်တုံနှမ်းပြောတဲ့စကားတွေကိုလည်းတုံချလို့မရပါဘူးစီတိုဖြစ်လို့ရှိရင်ဘောကတော့စုံပြီးသူများတွေကပြောတာပေါ့နော်အခုလိုက်ငါတွေဖျက်ရတော့မယ်နော်ခြေလက်တွေဖျက်ရတော့မယ်နော်စတဲ့အဆုံးရောက်အတွေးတွေပြောကြတဲ့သူတွေလည်းရှိတယ်ဒီအတွေးတွေကိုလည်းဖယ်ရှားပလိုက်ပါဒါတွေကမဟုတ်ပါဘူးနော်တေချာလိုက်နာမယ်ဆိုရင်ဒီလိုယောဂတွေဒါတွေဖြစ်เสียအကြောင်းကိုမရှိပါဘူးနော်အခုခေတ်မှာစေပညာတွေလည်းတိုးတက်လာပြီနော်လူနေမှုပုံစံပြောင်းလဲတဲ့နည်းလမ်းတွေလည်းအများကြီးရှိလာပြီဒါတွေကိုတေချာလိုက်နာမယ်ဆိုလို့ရှိရင်စီးကြိုရှိတဲ့လူတွေရဲ့အမှန်လူတွေထက်ကိုပို့ပြီးတော့ကြမ်းကြမ်းမာမာနဲ့အသက်ရှင်နေနိုင်တယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ပြီးလည်းဖြစ်ပါတယ်တကယ်လက်တွေ့ကျင့်သုံးနေတဲ့သူတွေလည်းတကယ်အသက်ရှင်နေသူတွေအများကြီးပါပဲဟုတ်ပြီနော်အဲ့တော့ဘာမှကြောက်စရာမလိုပါဘူးနော်ပြီးတော့တာဝန်ယူစိတ်မွေးရပါမယ်စီးကြိုယောဂဆိုလို့ရှိရင်မျိုးရိုးဗီဇပတ်ဝန်းကျင်နဲ့နေထိုင်မှုပုံစံပေါင်းဆက်ပြီးတော့မှဖြစ်လာတာဖြစ်ပါတယ်နော်အဲကြောင့်မိမိကိုအပြစ်တင်နေတာကိုရပ်ပလိုက်ပါနော်ငါသိရှိတယ်လို့ခံစားမနေနဲ့ဒီကစားပြီးတော့မှကျမ်းမာရေးကိုငါကိုယ်တိုင်တာဝန်ယူမယ်ပြန်ကောင်းအောင်လုပ်မယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်ကိုခိုင်းတော့ချလိုက်ပါဒါဆိုရင်တင်ကတေချာပေါက်စီးကြိုယောဂကိုနိုင်မှာပဲဖြစ်ပါတယ်နော်ကဲဟုတ်ပြီအမှတ်လေးအချက်ကတော့ဆရာတို့သွေးစစ်ဆေးမှုရလဒ်တွေကိုအသေးချာနားလည်တော့ပါမယ်နော်အဲ့တော့စီဂျိုဖြစ်သွားပြီစီဂျိုကိုမှရှိသွားပြီဆိုရင်စီဂျိုယောဂနဲ့ပတ်သက်တဲ့ဟာတွေကိုသိအောင်ကြိုးစားရမယ်လေ့လာရမယ်နော်အဲ့တော့စီဂျိုသမားတူကဆိုရင်မိမိခန္ဓာကိုယ်မှာကိန်းကနန်းတွေကိုရေပုံတစ်ခုလိုပဲကျွမ်းကျင်စွာကြည့်တတ်ရပါမယ်နော်ဆရာဝန်နဲ့ပြတဲ့အခါမှာလည်းဒီဟာတွေကိုတေချာမေးရပါမယ်နော်ဘာတွေသိရမလဲဆိုတော့ HbA1c လို့ခေါ်ပါတယ်နော်ဒါဆိုလို့ရှိရင်လုံခဲ့တဲ့ပြီးခဲ့တဲ့သုံးခုပဲတွေးထဲမှာရှိတဲ့ပြန်ပြန်ကျွန်တော်ကိုစစ်ဆေးတာပဲဖြစ်ပါတယ်နော်စီဂျိုယောဂကိုတတ်မှတ်တဲ့ပမာဏကတော့6.5%ပေါ့အဲ့မဲ့တစ်ခွန်းတစ်ခုနဲ့တစ်ခုတော့မတူနိုင်ဘူးပြောင်းလဲရှိနေတယ်နော်6.5%အထက်ဆိုလို့ရှိရင်စီဂျိုယောဂရှိတယ်လို့တတ်မှတ်တယ်နော်မိမိမှာစတင်သိရှိချိန်မှာဆိုရင် HbA1c ကဘယ်လောက်လဲဒါအတိအကျမှတ်ထားရမယ်ရင်းနဲ့အသေးထဲမှာကိုမှတ်မိနေအောင်မှတ်ထားပါမယ်နော်။ဒါကြောင့်မှဆရာတို့ကနောက်ပိုင်းမှာဒီ HbA1c ကိုချိပြီးတော့ဆေးလေးကိုပြေးပြေးချင်းနဲ့ရှော့ပေးသွားတာဖြစ်တဲ့ HbA1c အရင်ရေးကြည့်ပါတယ်နော်